အားလုံးပဲမင်္ဂလာပါရှင် Sharing is my passion အစီအစဉ်လေးကနေကြိုဆိုပါရစေဒီနေ့အစီအစဉ်မှာတော့ကျမကပြောမှာမဟုတ်ဘဲနဲ့ကျမကမေးမှာဖြစ်ပါတယ်ဘယ်သူ့ကိုမေးမှာလဲဆိုတော့ကျမတို့ရဲ့ MPSC က coach တယောက်ဖြစ်တဲ့မတ်ဥမာဖြစ်ပါတယ်မတ်ဥမာကတော့သူကလက်ရှိမှာအိမ်ရှင်မတယောက်ဖြစ်ပြီးတော့ကလေးနှစ်ယောက်ရဲ့မိမိလည်းဖြစ်ပါတယ်အဲ့တော့ကျမကဒီဗီဒီယိုမှာကလေးနှစ်ယောက်မိမိအိမ်ရှင်မတယောက်ကနေပြီးတော့ coach တယောက်ဖြစ်အောင်ဘယ်လိုမျိုးစူးစမ်းအားထုတ်ခဲ့လဲဆိုတဲ့ခရီးစဉ်လေးပေါ့နော်အဲ့ဒါကိုမေးမြန်းမှာဖြစ်တဲ့အတွက်ကျမရဲ့ခေါင်းစဉ်လေးကအိမ်ရှင်မမိမိရဲ့ coaching ခရီးစဉ်ဆိုတာလေးကိုခေါင်းစဉ်သက်ထားပါတယ်ဒီဗီဒီယိုကိုလက်ရှိမှာအိမ်ရှင်မလုပ်နေပြီးတော့ကလေးမိမိတွေတစ်ချိန်ကြာလို့ရှိရင် career တစ်ခုခုကိုပြန် try ချင်တဲ့ညီမတွေအတွက်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုပေါ့နော် idea လေးရသွားမယ် inspire ဖြစ်မယ်လို့ယုံကြည်ပါတယ်ရှင်မရေမင်္ဂလာပါမင်္ဂလာပါတင်မြတ်ရေဟုတ်ပထမဆုံးအနေနဲ့အမကိုမလေးပထမဆုံးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်အမနာမည်အပြည့်စုံကတော့နန်းအောင်မကြီးလို့ခေါ်ပါတယ် My Inspire Coaching Community ရဲ့ Professional Life Coach တယောက်ဖြစ်တယ်လို့အိမ်စင်မမိမိတယောက်လည်းဖြစ်ပါတယ်ရှင်အခုလက်ရှိမှာတော့တားလေးနှစ်ယောက်နဲ့အမျိုးသားနဲ့ပေါ့နော်မိသားစုလေးယောက်ရက်ကောင်မှာပဲနေထိုင်နေကြပါတယ်ရှင်ကဲကျေးဇူးပါအမโอเคအဲ့တော့ပထမဆုံးအနေနဲ့အဲ့တော့အမဘာကြောင့် coach တယောက်ဖြစ်လာတာဘာကြောင့်ဖြစ်လာရတာလဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့လူသူများတွေပြောသလိုမျိုးပေါ့နော်လမ်းပြောက်တယ်ပေါ့လမ်းပြောက်ခြင်းကနေစလာတယ်ပေါ့အရှင်မလည်းဖြစ်တယ်ကလေးတွေနဲ့အိမ်မှုကိစ္စတွေနဲ့ဒီလိုမျိုးနေလာတော့ကိုယ့်ဘာကိုကပေါ့ငါတမိုးမရှိသလိုမျိုးပဲအတိတ်ပဲမရှိသလိုမျိုးပဲငါဒီလောက်ပဲလုပ်လို့ရတော့မလားအဲ့လိုမျိုးစိတ်တွေကဝင်လာတယ်ပေါ့နော်ဖြစ်ချင်တော့ကိုဗစ်ကာလကလည်းအခြေအနေတစ်ခုရောက်လာခဲ့တယ်ကိုဗစ်ကာလမှာအမတို့ပဲထိခိုက်တာမဟုတ်ဘူးတခြားလူတွေလည်းအများကြီးထိခိုက်တယ်အဲ့ဒီနောက်ဆက်တွဲမှာလည်းအများကြီးလူတိုင်းကအခက်အခဲကိုစီနေပေါ့နော်အဲ့မှာအမအမျိုးသားကလည်းအမရဲ့အမျိုးသားကလည်းအခက်အခဲလေးတွေရှိလာတယ်လင်မယားကြားမှာလည်းကိုယ့်ရဲ့အိမ်ထောင်ရေးမှာလည်းနည်းနည်းစကားများတာလေးတွေရှိတယ်အခက်မသိတာလေးတွေရှိတယ်ပေါ့စီးပွားရေးလည်းအဆင်မပြေတာလေးတွေရှိတော့လူမတခုခုအဆင်မပြေဘူးဆိုလို့ချင်းတခြားအရာတွေကလည်းဆက်ပြီးတော့လာတယ်လေအမကလည်းအဲ့ဒီအချိန်တုန်းကစိတ်ကြနေတဲ့အချိန်နဲ့နည်းနည်းပြစ်နေတော့ငါကအိမ်ထဲမှာပဲနေရတယ်ငါအနောက်မှာပဲနေရတော့မှာလားငါလည်းအရှစ်ထွက်ကျင်တယ်အဲ့လိုမျိုးပေါ့နော်ငါလည်းလှုပ်ရှင်တာရှိသေးတယ်လုံနိုင်တာရှိသေးတယ်ဆိုတဲ့စိတ်နဲ့မလုံနိုင်တဲ့ပုံမှာအားမလို့အားမရဖြစ်ပြီးတော့မှာပေါ့နော်ကိုယ့်အကိုဘာလို့လောက်ရမယ်လည်းမသိဘူးအဲ့ဒီတော့ဆိုလို့ရှိရင်ကိုဘာလို့ရှင်မန်းတော့တကယ်မသိနေဘူးဘာလို့ရှင်မန်းလည်းမသိဘူးအဲ့လိုမျိုးကနေဒီတပြေးပြေးနဲ့ဒီလမ်းကြောင်းကိုရောက်လာခဲ့ရပေါ့ online ကနေပြီးတော့ပေါ့နော် online ရဲ့ကျေးဇူးတွေကြောင့် online ကနေပဲလေ့လာသိယူပြီးတော့မှဒီ coach လမ်းကြောင်းပေါ်ကိုရောက်လာတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ညီမဆိုလို့ရှိရင်ဒါအမရဲ့ဂျူနီယာပေါ့နော်ဒါညီမရဲ့စီနီယာပေါ့ coach မှာလေဆိုတော့ဟိုညီမဆိုဒါကလေးမရှိဘူးအမကိုကြည့်လိုက်တဲ့အခါမှာလေကလေးကိုလည်းအမစိတ်ရှည်လက်ရှည်နဲ့တေးသေးချာချာလေးထိမ့်သိမ့်ဆောက်ရှောက်ပြီးတော့အမျိုးသားကိုလည်းအမပံ့ပိုးပေးနိုင်တယ်ပေါ့နော်အဲ့ဒီအပြင်ကိုအမကိုလက်မလျှော့ပဲနဲ့ဒီကိုချင်းကိုလည်းတေချာကြိုးစားနေရတွေ့ရတယ်ပေါ့နော်တွေ့ရတော့ညီမစိတ်ထဲမှာအရင်ဘယ်လိုပြောမလဲလေးစားအတူယူမိရပေါ့နော်အဲ့ဒါကြောင့်လဲဒီဆွေးနွေးပွဲကိုပေါ့နော်အမကိုဖိတ်ခေါ်တာပေါ့နော်အဲ့တော့အမအနေနဲ့ဒီကိုချင်းမဖြစ်ခင်မှာရောဟိုးတုန်းကအခြေအနေပေါ့ဟိုးတုန်းကအခြေအနေဆိုတာဒီငယ်ဘဝကနေဘယ်လိုမျိုးဖြတ်တန်းခဲ့ရလဲပညာရေး background မိသားစုအခြေအနေလေးပေါ့နော်အဲ့ဒါလေးကိုပြောပြပေးပါဦးမပြောပြရမယ်ဆိုရင်တော့အမတို့ပေါ့အခြေအနေကတော့အမတို့ကခက်ခဲတယ်ပေါ့နော်အမတို့မိသားစုလေးကတော်တော်လေးခက်ခဲတဲ့ခက်ခဲနဲ့ဖြတ်တန်းလာရတယ်ဗောမိငယ်တုန်းကအမမိသားစုမှာဆိုလို့ရှိရင်အမအကြီးဆုံးသမီးအောက်မှာမွေးချင်းမှာအမ၄ယောက်ရှိတယ်၅ယောက်ထဲမှာအမအကြီးဆုံးပေါ့နော်အောက်ကအငယ်လေး၄ယောက်အပေါ်မှာအမကအမအကြီးတယောက်အနေနဲ့တာဝန်ယူရမယ်ဆိုတဲ့စိတ်ကဘယ်သူမှပေးလိုက်တာမဟုတ်ဘူးကိုယ့်ဘာကိုရှိနေတာပေါ့ကိုယ့်ကရှိနေတယ်ဒီတော့အမေဖေကလည်းအခက်ခဲဖြစ်ကြတယ်ကွာသားသမီး၅ယောက်နဲ့အဖွားလေးရှိတယ်မိသားစုက၈ယောက်တောင်ဖြစ်နေတာဆိုတော့သူတို့မှလည်းမလွယ်ဘူးပေါ့နော်အခက်ခဲတဲ့ဂျားတွေကလည်းသားသမီးတွေပညာသင်ပေးတယ်သူတို့တက်နိုင်တဲ့လောက်လေးလုပ်ပေးတယ်ပေါ့ဒါပေမဲ့အမကတော့ဒီ10တန်းအောင်ပြီးတဲ့နောက်မှာမောင်နှမတွေကိုထောက်ပံ့ရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ပေါ့နော်ကိုကပညာဆက်မတင်တော့ဘူးတက္ကသိုလ်ပြီးအောင်မတက်ခဲ့ဘူးပေါ့ပြောမယ်ဆိုလို့ရှိရင်အမကမြန်မာစာတတိယနှစ်မှာနားထားပါတယ်ဘွဲ့လေးမရခဲ့ပါဘူးဘွဲ့မရသေးဘူးပေါ့နော်အဲ့ဒါနဲ့ထိုင်းကိုထွက်ပြီးတော့မှအလုပ်လုပ်တယ်ထိုင်းမှာလည်းပေါ့အလုပ်လုပ်ခဲ့ရတာတော်တော်လေးပင်ပန်းနေပေါ့နော်အမတို့အနေနဲ့ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်ကိုကပေါ့လက်မှုပညာတွေတစ်ခုခုတက်ကျွမ်းထားတာလည်းမရှိဘူးအသက်မွေးဝန်ဆောင်ပညာတစ်ခုခုပေါ့တက်ထားတာလည်းမရှိဘူးဘာသာစကားအရာလည်းအားနေတယ်ဆိုတော့ကပင်ပန်းပဲအလုပ်လုပ်ရတယ်ပေါ့နော်စက်ရုံတွေမှာနိုင်
OD တွေဆင်းရတာပေါ့ညဘက်တွေဆိုရင်ညဘက် OD တွေဆင်းရတယ်12နာရီထိုးတိအလုပ်လုပ်ရတယ်ဒီလိုမျိုးကိုယ့်အတွက်အချိန်ပေးဖို့ဒီထက်တိုးတက်ဖို့လုပ်ချင်နေဆိုရင်တော့မလုပ်ဖို့အခွင့်အရေးတွေကမရဘူးပေါ့ကိုကအခွင့်အရေးတွေရခဲ့တယ်ကိုရဲ့နီးစပ်ရာကပေါ့နော်အဖွဲ့အစည်းတွေကကိုထောက်ပံ့ပေးခြင်းနဲ့ပေါ့ကြောင်းထားပေးမယ်ဆက်တက်မလားပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တစ်နှစ်တော့ဒီလိုမျိုးပဲပြင်ပန်းခံရမယ်ပေါ့ကျောင်းကတော့အမကိုတောင်းယူပြီးတော့မှထားပေးမယ်ဒါပေမဲ့ပတ်စံတော့ဝင်ငွေတော့မရဘူးပေါ့ပတ်စံမရဘူးဆိုလို့ရှိရင်အမကမိသားစုကိုငဲ့တယ်ပေါ့နော်ကိုနောက်မှာ10တန်းတက်လာမယ်ညီမလေးရှိတယ်နောက်10တန်းညီမလေးရှိတယ်သူတို့ကိုကထောက်ပံ့ရှင်တယ်ထောက်ပံ့ရမယ်ဆိုတော့အမေကလည်းအဆင်မပြေဘူးသမီးဆိုလို့ရှိရင်ကိုကအဲ့ဒီဖက်လမ်းလေးကိုမလျှောက်ရဲခဲ့ဘူးပေါ့နော်မလောက်ရဲခဲ့ဘူးဒီလာစာနည်းနည်းလေးရတယ်ဆိုပေမဲ့အိမ်ကိုတလားအဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်3သိန်းလောက်ပဲထောက်ပံ့နိုင်တာကွာအဲ့လိုမျိုးအနေအထားတစ်ခုကိုတောင်မှကိုကမစွန့်လွတ်နိုင်မင်းနဲ့အဲ့ဒီအလုပ်ပေါ်မှာပဲအဲ့ဒီငွေနောက်မှာပဲပေါ့နော်အဲ့ဒီငွေတစ်ခုကိုလိုချင်တဲ့အတွက်ကြောင့်မို့အဲ့ဒီနောက်မှာပဲနေခဲ့ရတယ်ပြောမယ်ဆိုရင်ဒါပင်ပန်းခက်ခဲခဲ့တဲ့အချိန်တွေအများကြီးကြုံခဲ့တယ်အဲ့ဒီကနေတဆင်အမားတို့ကမလေးရှားကိုသွားပြီးတော့အလုပ်လုပ်တယ်ဒီတိုင်းမှာအလုပ်လုပ်တာလည်းပို့ပြီးတော့များအခွင့်လည်းရမယ်ဆိုတော့စိတ်တစ်ခုနဲ့ပေါ့မလေးရှားမှာသွားပြီးအလုပ်လုပ်တယ်နဲ့ဒီတိုင်းမှာပဲပင်ပန်းတာကတော့ပင်ပန်းတာပဲခက်ခဲဆိုတာရှိကြတာပဲအဲ့မှာအမားကချစ်သူနဲ့ပေါ့နော်အဲ့ဒီတော့ကတော့အိမ်ထောင်မကြသေးဘူးပေါ့အမရဲ့ချစ်သူနဲ့ပေါ့အမေရိကကိုပဲထွက်ရမလားနှစ်ယောက်အတူတူလက်ထပ်ပြီးတော့မှအမေရိကထပ်ပြီးတော့မှအဲ့မှာပဲအလုပ်တူတူသွားလုပ်ပြီးတော့မှအဲ့ကနေအိမ်ကိုထောက်ပံ့လို့ရှိရင်ပို့ပြီးတော့မှအခွင့်အရေးတွေရလာမလားဆိုတော့စိတ်တစ်ခုနဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့ပေမဲ့တကယ်တော့မသွားဖြစ်ဘူးပေါ့နော်သွားလည်းမသွားဖြစ်ဘူးအဲ့မှာအိမ်ထောင်ကြသွားတယ်ကလေးတွေလည်းတခါတည်းတန်းရတယ်ရပြီးတော့မှအမတို့မြန်မာပြည်ကိုပြန်လာခဲ့တယ်ပေါ့မြန်မာပြည်ပြန်လာပြီးတော့လည်းအမျိုးသားကတော့တော်တော်လေးကိုယ့်ရဲ့မိသားစုကိုပေါ့နော်အပြေးဝတောင်းယူပြီးတော့မှတော်တော်လေးရှေ့ကဥဆောင်ပြီးတော့မှသူပို့ပြီးတော့ပင်ပမတ်နဲ့ရှေ့ကဥဆောင်တော့အခုထိလုပ်နေတော့မှပဲအမကတော့နောက်ကနေ support ပေးတဲ့သူပေါ့နော်အဲ့လိုမျိုးနဲ့နှစ်ယောက်အတူတူစူးစမ်းပြီးတော့မှအချိန်လေးတစ်ခုလေးထိရောက်လာတယ်အပင်တင်လေးရောက်လာတယ်ဒါပေမဲ့အများအားလေးလူကတက်နေတာမျိုးကြနေတာမျိုးမရှိဘူးလေတသမက်လည်းမရှိဘူးကြားတဲ့အချိန်လေးရှိတာပေါ့ဒီလိုမျိုးအခက်ခဲရှိတယ်ကြုံဝဲကြတဲ့အချိန်လေးလည်းရှိတယ်အဲ့လိုမျိုးအချိန်လေးဆိုလို့ရှိရင်လည်းစိတ်တက်ကြတယ်ကလေးကိုပဲကြည်နေရတယ်အိမ်မှုကိစ္စလုပ်ရတယ်ကလေးကျောင်းချိုကျောင်းပို့တွေလုပ်ရတယ်အမျိုးသားနောက်မှနေတယ်ဆိုတော့ကိုလည်းပြောမယ်ဆိုလို့ရှိရင်ငါနေရာမရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်ကိုဆိုတာပျောက်ဆုံးလာတယ်လို့မျိုးဖြစ်ပြီးတော့မှလည်းစိတ်ဓာတ်တွေကြားခဲ့တဲ့အချိန်တွေလည်းအများကြီးရှိတယ်စိတ်ကမရင်ကျက်တော့အမျိုးသားကိုလည်းပြန်လာရှာတယ်ပေါ့နော်ကိုကသူများကိုမဲနေတာပေါ့လိုက်ပြီးတော့ကိုပြောချင်ဖို့အတွက်သူများကလုပ်ပေးရမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်အဲ့လိုမျိုးမေးပြီးတော့မှပြဿနာတွေဖြစ်ပြီးတော့အိမ်ထောင်ရေးမှာလည်းအစီမပြေမှုတွေလည်းဖြစ်ခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်ကွဲမယ်ကွာမယ်ဖြစ်ပေါ့နော်အဲ့ဒီအနေထားတိတော့ရောက်ခဲ့တယ်ဒါပေမဲ့ဒီလမ်းကြောင်းပေါ်တစ်ခုပေါ့နော်မမကန်ကန်လေးရောက်လာခဲ့တယ်အမကိုသွားရှင်တဲ့လမ်းကြောင်းကိုတီးသွားတယ်မြင်သွားတယ်ရွေးချယ်မှုမှန်ကန်သွားတဲ့အခါမှာအခုဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေတယ်ပေါ့နော်စီးပွားရေးရငွေကြီးအမအနေနဲ့အများကြီးမရှာနိုင်သေးဘူးအများကြီးဝင်ငွေမရှိသေးဘူးဆိုပေမဲ့စိတ်ဓာတ်ရေးရတော့စိတ်ဓာတ်ကတော့ဒါဖြစ်လာတယ်ပေါ့နော်အဆင်ပြေတဲ့အနေအထားတစ်ခုရောက်လာတယ်ပေါ့ကိုရဲ့မိသားစုနဲ့ရောပြင်ပလူတွေနဲ့ရောကိုနဲ့ရောပေါ့အဆင်ပြေလာပြီးတော့မှဒီလိုမျိုးအနေအထားလေးတစ်ခုကိုရောက်လာခဲ့တယ်ဆိုတော့ကဲနော်အမလည်းအများကြီးဖြတ်တန်းခဲ့ရတာပဲနော်အခုပေါ့နော်နောက်တစ်ခုမေးချင်တာကလူတိုင်းကဖြစ်ချင်တဲ့ဆန္ဒတွေတော့ရှိရ coach ဖြစ်ချင်တယ် coach ဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့ဖြစ်ဖို့ကိုအမအနေနဲ့တကယ်လုပ်တော့မယ်ဆိုပြီးတော့ရွေးချယ်ခဲ့တယ်ပထမခြေလဲတွန်းအားဘာဖြစ်မယ်ထင်လဲတွန်းအားကတော့ကိုလည်းကိုကသူများကိုပေးချင်တဲ့ဆန္ဒရှိတယ်ပေးချင်တဲ့နေရာမှာအမအနေနဲ့ငွေရေးကြေးပေးချင်တာကိုလည်းအမပေးရတာကိုကြိုက်တာငွေရေးကြေးရပေးရတာကိုလည်းကြိုက်တယ်စကားတစ်ခုနဲ့အကူအညီပေးရရင်လည်းအဆင်ပြေတယ်ဒါပေမဲ့အမအနေနဲ့ငွေရေးကြေးရအကုန်လုံးကိုလိုက်ပြီးတော့မှမကူညီပေးနိုင်ဘူးအမဘလောက်ငွေရှာမလဲပေါ့အပြင်ကနေငွေအများကြီးအလုပ်လုပ်ပြီးရှာလာမယ်အမအမေပေးထောက်ပံ့မယ်ဒါမှမဟုတ်စီးရဲတဲ့လူတွေရှုတ်တဲ့လူတွေပေါ့နော်နံပါတ်ရဲ့လူတွေထောက်ပံ့မယ်ဆိုလို့ရှိရင်အမတယောက်အားနဲ့ဘယ်လောက်ထောက်ပံ့နိုင်မှာလဲပေါ့ဒါဆိုလို့ရှိရင်အမကဒီပညာတစ်ခုအခုအမလက်ရှိသုံးနေတဲ့အမအတွက်လည်းအကျိုးရှိတဲ့ပညာရက်ကိုအမကသူများကိုမျှဝေလိုက်တဲ့ကိုအကျိုးရှိတယ်လို့မျိုးပဲကိုကသူများကိုတစ်ဆင့်သာမျှဝေပေးမယ်ဆိုလို့ရှိရင်တခြားမိသားစုတစ်ခုအဆင်ပြေသွားမယ်အဲ့ဒီမိသားစုကနေသူ့ရဲ့ generation အလိုက်ပေါ့နော်လက်ဆင့်ကမ်းသွားမယ်ဆိုလို့ရှိရင်အမကဒီပညာဆိုတဲ့အရာမျိုးကပြက်ွယ်သွားတဲ့အရာမဟုတ်ဘူးကုန်သွားတဲ့အရာမဟုတ်ဘူးအများကြီးအကျိုးရှိတယ်ဆိုတဲ့အရာတခုပေါ့နော်သူများကိုပေးချင်တယ်ကိုအဆင်ပြေတယ်လို့မျိုးပဲသူများကိုလည်းအဆင်ပြေစေချင်တယ်ဆိုတဲ့အရာကအမအတွက်တွန်းအားတစ်ခုဖြစ်ခဲ့ပြီလို့ထင်ပါတယ်အဲကြောင့်မို့လဲအမဒီ coach လမ်းကြောင်းကိုစပြီးတော့ရှောက်ဖြစ်သွားတယ်လို့ပြောရမှာပါအရန်ကောင်းတယ်နော်တခုတတိထားမိရပါတော့ညီမတို့ FBSC က coach တွေကိုမေးလိုက်တိုင်းလေသူတို့ coach ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကအဲ့လိုတယောက်ယောက်ကိုပေးချင်တာ
ပေးချင်တာကနေပြီးတော့အားလုံး coach ဖြစ်ချင်လာကြတာပေါ့နော်အဲ့ဒါတူညီနေတာကိုတော့တစ်ခုသွားတွေ့တယ်ပေါ့နော် ဟုတ်တယ်တူရစုနေကြတာအမတို့ โอเคအဲ့ဆိုတော့ဟုတ်ပြီအမအဲ့လိုဖြစ်ချင်စိတ်လေးဖြစ်သွားတဲ့အခါကျတော့ဒီ coach တယောက်ဖြစ်ဖို့ကောဘယ်လိုလေ့လာသိကြခဲ့ရလဲမ အစတုန်းကတော့အမအဲ့လိုမျိုးစိတ်ကဖြစ်နေတဲ့အချိန်ပေါ့နော်ငါတော့ဒီလိုမျိုးလှုပ်ချင်လာတယ်ဒါပေမဲ့ကိုယ်ဆိုတာကြီးကိုတီးတန့်ကြီးရုပ်လုံးပေါ်နေတာမဟုတ်ဘူးကွာဒီလိုမျိုးလေးလှုပ်ချင်တယ် line internet ပေါ်မှာတွေ့တာပေါ့ Facebook ကိုသုံးရင်းနဲ့တခြားဆရာမတွေ coach တွေပေါ့နော် coach တွေတခြားဆရာမတွေ speaker တွေပေါ့အဲ့လိုမျိုးပြောနေတာလေးတွေ့တော့ဟုတ်တာပဲသူတို့လောက်တာနဲ့နောက်မှာ comment လေးတွေလည်းဝင်ဖတ်တယ်ကွာသူများရေးထားတဲ့ comment လေးတွေဝင်ဖတ်တော့သူတို့နဲ့အကျိုးရှိသွားတယ်ဆိုတော့ comment လေးအများကြီးတွေ့တယ်ဆိုတော့ကိုကတယောက်အတွက်အကျိုးရှိရပေါ့နော်တခြားတွေအတွက်အကျိုးရှိရအဲ့လိုမျိုးအကျိုးရှိတဲ့အရာတွေမြင်တော့ငါလည်းလောက်ကြည့်ချင်တယ်ပေါ့ငါရောလောက်ရင်ရနိုင်ပါမလားအဲ့လိုမျိုးစပြီးတော့တွေးတာဒါပေမဲ့ကိုကနေမာနေတဲ့အင်စင်မတယောက်ဆိုပေမဲ့ကိုမှဖုန်းတော့ရှိတယ်လေဖုန်းရှိတယ်အင်တာနက်ရှိတယ်ဆိုလို့ရှိရင်အမအနေနဲ့သင်ယူမှုလုပ်လို့ရတယ်လေ့လာမှုလုပ်လို့ရတယ်ပြန်ပြီးတော့မျှဝေလို့ရတယ်အဲ့ဒီကနေစခဲ့တာပေါ့နော်အဲ့ဒီကနေ online class လေးတွေကိုအမအနေနဲ့ join ကြည့်လာတယ် join တော့ပို့ပြီးတော့မှစိတ်ဝင်စားလာတယ်အမအနေနဲ့သင်ယူရတာတအားကြိုက်တယ်ကိုပါကြိုက်မှန်းလဲဆိုတာအဲ့ဒါမှစသိလာတာအဲ့တော့အမရက်လို့မရတော့ဘူးဒါသင်တန်းတွေတောက်လျှောက်တက်တော့တာပေါ့နော်သင်တန်းတွေတောက်လျှောက်တက်ပြီးတော့လေ့လာမှုတွေအများကြီးလုပ်ခဲ့ပြီးတော့မှနောက်ဆုံးကတော့ coach တယောက်ဖြစ်လာခဲ့ပါတယ်ပေါ့အဲ့လိုပေါ့နော်အမလေးလာပြီးတော့တကယ် coach လမ်းကြောင်းကိုရောက်တော့မယ် coach တယောက်ဖြစ်ရက်တည်ရတော့မယ်လို့သုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာကြတော့အမအတွက်အကြီးမားဆုံးစိန်ခေါ်မှုပေါ့နော်အဲ့ဒါဆိုရင်ဘာဖြစ်မလဲမအကြီးမားဆုံးစိန်ခေါ်မှုကအမရဲ့အတွင်းစိတ်ကပို့ပြီးတော့မှကြီးမားတဲ့စိန်ခေါ်မှုဖြစ်ခဲ့တယ်အမအနေနဲ့ငါကလေးတယောက်အမေပါလားငါကနေမြို့လေးမှာနေတာပါလားပေါ့နော်နေမြို့လေးမှာနေတာပါလားနောက်ပြီးတော့ဒီအရာနဲ့လည်းငါနဲ့ကျွမ်းကျင်မှုမရှိဘူးအကျွမ်းတွေမရှိဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ coach လို့ပြောလိုက်ပြီးတဲ့သူတရားမှမရှိဘူးအဲ့ဒါဘာလုပ်လဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးအရာကိုငါလုံနိုင်ပါမလားပေါ့ကိုယ့်ကိုယုံကြည်မှုမရှိတာပေါ့အဓိကကတော့ငါလုံနိုင်ပါမလားငါဖြစ်နိုင်ပါမလားလူတွေငါ့ကိုလက်ခံပါမလားလူတွေလက်ခံပါမလားဆိုတဲ့နေရာမှာလည်းအမရဲ့မိသားစုအတွင်းကလူတွေပေါ့နော်မိသားစုကလည်းလက်ခံပါမလားကိုယ့်ရဲ့ audience တစ်ချိန်မှာဖြစ်လာမဲ့သူတွေပေါ့နော်အဲ့ဒီလူတွေကကိုယ်လက်ခံပါမလားဒီလိုမျိုးအနေအထားတစ်ခုနဲ့ပေါ့နော်အဲ့လိုမျိုးလေးစိုးရင်ခဲ့တာရှိတယ်နောက်တစ်ခုကနောက်ရဲ့စိန်ခေါ်မှုတစ်ခုကအမကကင်မရာကြောက်တယ်ကင်မရာထွက်ပြီးတော့ကြောက်တယ်ဒီတော့ကိုကရွေးချယ်လိုက်တဲ့အလုပ်ကကင်မရာရှစ်ထွက်ရမယ်အလုပ် live ရမယ်ဗီဒီယိုရမယ်ဒါတွေမလုပ်လို့လည်းမရဘူးပေါ့နော်အဲ့ဆိုတော့ကိုရဲ့ကြီးမားဆုံးရှက်လက်တွေမှာသူလည်းတစ်ခုပါတယ်အမကင်မရာကိုကင်မရာရှစ်မှာစကားထွက်ပြောရမှာကိုရှက်တာပေါ့နော်ရှက်တယ်လို့ပြောရမှာပေါ့ရှက်တယ်ကြောက်တယ်ပေါ့ငငယ်တုန်းကနေအမကလေးတယောက်မွေးပြီးတဲ့ဒီအမမှာဓာတ်ပုံတစ်ပုံမှမရှိဘူးအမအဲ့လောက်ထိအောင်ရှက်လို့ဓာတ်ပုံမရိုက်ခဲ့တာပေါ့နော်မရိုက်နိုင်ခဲ့တဲ့အချိန်တွေလည်းတစ်ခုရှိတယ်နောက်ပြီးရိုက်နိုင်ဖို့အခွင့်အရေးကြုံခဲ့တယ်အခွင့်အရေးကြုံခဲ့တယ်ဆိုရင်အမကမရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဆက်လို့မရိုက်ဖြစ်ဘူးအဲ့လိုမျိုးအနေထားတစ်ခုကနေလိုက်လွှင့်ရတော့မယ်ဗီဒီယိုရိုက်ရတော့မယ်ဆိုတော့ဒါကအမအတွက်တကယ်ကိုရှာလက်စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်နောက်ပြီးတော့အမကရခိုင်တိုင်းရင်သူတယောက်ပါရခိုင်သူဆိုတော့စကားပြောတာဝဲတယ်ပေါ့နော်ဝဲတော့ငါဒီလိုမျိုးဝဲတဲ့စကားတန်နဲ့ရောလူတွေကဒီအတန်ကိုလက်ခံပါမလားပေါ့ငါဒီစကားပြောမပြီးတဲ့အပေါ်မှာပေါ့နော်အဲ့ဒီဟာကလည်းစိုးရိမ်မှုတစ်ခုဖြစ်ခဲ့တယ်နောက်ပြီးတော့ကလေးငယ်တာကလည်းတကြောင်ပါတာပေါ့အဲ့တော့ကအမကလေးကိုဝန်ဆောင်နေတော့ငါဖြစ်မယ်တင်တယ်ကိုဝန်ဆောင်နေတော့ပဲရှိသေးတယ်ကိုဝန်ဆောင်နေတော့ဟုတ်ပြီဒါငါတင်တန်းလေးတွေပဲတက်အောင်မယ်ပေါ့မလုပ်သေးဘူးပေါ့ကလေးမွေးရင်လုပ်မယ်ပေါ့အဲ့လိုမျိုးစိတ်နဲ့ပေါ့နော်စခဲ့တယ်ပေါ့တကယ်လဲကလေးငယ်လေးနဲ့အမတင်တန်းတွေပါတက်တာလို့လုပ်တယ်ပေါ့နော်ရေခွင်ပိုက်ပြီးတော့ကလေးကိုရေခွင်မှာတိတ်ထားတဲ့နို့တိုက်တာတော့အဲ့လိုမျိုးလုပ်ပြီးတော့တင်တန်းတွေ join ခဲ့တာပေါ့နောက်ငွေကြီးကလည်းအဲ့ဒီတော့ကအခက်အခဲတစ်ခုအနေနဲ့ပါခဲ့တယ်အတိုင်းတာတစ်ခုထိပေါ့နော်အမတင်တန်းလေးအများကြီးတက်ချင်တယ်ကွာဟိုတင်တန်းဆိုလို့ရှိရင်ငါတက်ချင်တယ်ငါမသိသေးငါသိဖို့လိုသေးတယ်ပေါ့ကိုကြတော့ကိုကအများကြီးဖြစ်ချင်နေတာကိုအများကြီးသိချင်တယ်သူများကိုကိုကအများကြီးပေးချင်တော့ကိုမှလည်းအစောရေးတန်းကနေဖြည့်ထားတဲ့ဝန်စာတွေမရှိဘူးဆိုတော့ကိုကဟိုတင်တန်းလေးဆိုလဲဒီတင်တန်းငါတက်လိုအပ်တယ်ငါတက်လိုက်ရမယ်ငါတက်ချင်တယ်ပေါ့နော်ဒီတင်တန်းမြင်လို့ရှိရင်ဒီတင်တန်းလေးငါမလိုအပ်တယ်ငါတက်ဖို့လိုတယ်ဒီလိုမျိုးပေါ့နော်အဲ့ဒီတင်တန်းတက်ဖို့အတွက်ကိုငွေကြီးကလည်းအမအတွက်အခက်အခဲတစ်ခုဖြစ်ခဲ့တယ်ပေါ့ဘာလို့လဲဆိုအမျိုးသားကိုလည်းအားနာရတယ်လေသူအလုပ်လုပ်နေတာသူမှအဆင်ပြေတဲ့ခါလေးတွေရှိတယ်ကိုကသူ့ကိုပဲအကူနေရတယ်ဆိုတော့လေသူ့ရဲ့ငွေပေါ်မှာကိုကအားနာတာပေါ့သုံးဖို့အတွက်ကိုအဲ့ဒါကလည်းအခက်အခဲတစ်ခုစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်အမပြောတာအရန်ကိုချင်းစားရဘာဖြစ်လဲဆိုတော့လေကိုယ့်ရဲ့ပတ်စံတော်တော်များများတင်တန်းကနဲ့ကုန်တာဘာလို့လဲဆိုဟိုကလည်းတက်ချင်ဒီကလည်းတက်ချင်ပေါ့အဲ့လိုမျိုးဖြစ်နေရလေဒါမဲ့လေအမဒီနှစ်အပိုင်းခြားအတွင်းမှာအမခုနပြောတဲ့စိန်ခေါ်မှုတွေအကုန်လုံးကြော်ပြတ်နိုင်ခဲ့တယ်နော်ဒါဗီဒီယိုဆိုလဲအမရိုက်တာဆိုဖြောင်းနေရပဲလေကြည်နေရလေအရန်တော်ပါတယ်ဟုတ်အာ
အဲ့ဆိုလို့ရှိရင်အမနောက်တစ်ခုထပ်မေးချင်တာပေါ့နော်အမဒီလမ်းကြောင်းကိုလိုက်နေတဲ့အချိန်မှာဒီစိန်ခေါ်မှုတွေကိုအမရင်ဆိုင်ရတဲ့အချိန်မှာအမကိုဘယ်သူတွေကရောထောက်ပံ့ကူညီခဲ့လဲအမှန်တိုင်းပုံမှန်လေးပြောရမယ်ဆိုလို့ရှိရင်အစပိုင်းမှာတော့ဘယ်သူမှမထောက်ပံ့ကြဘူးအမအမျိုးသားလည်းမထောက်ပံ့ဘူးပေါ့နော်ဖြစ်လာမယ်မထင်ဘူးပေါ့သူလည်းအဲ့ဒါနဲ့ဟိုအမအမေဖေတွေညီကိုမောင်နှမတွေကလည်းမထောက်ပံ့ကြဘူးမထောက်ပံ့ဘူးဆိုလို့ရှိရင်အမအမေဖေတွေညီကိုမောင်နှမတွေကသိကိုမသိတာလေသူကကိုယ်ဆိုတာဘာကြီးမှန်းကိုမသိတာအဲ့တော့သူတို့ကဘာကိုထောက်ခံရမှာလဲပေါ့နော်မထောက်ခံဘူးပေါ့အဲ့ဒီအမေဖေကဘာပြောလဲအမေကဘာပြောလဲဆိုရင်သမီးရဲ့ចောင်းပြအောင်တော့ဆက်တက်လိုက်ပေါ့ဘွက်ပြန်ယူကြမယ်ចောင်းပြအောင်ဆက်တက်ပြီးတော့မှအလုပ်လေးတစ်ခုဝင်ချပေါ့အဲ့လိုမျိုးပြောတယ်အမကလည်းမရဘူးပေါ့နော်ရင်းတာပေါ့မရဘူးမေဒါသမီးလုံးမှာလုံးမှာအမေကလည်းကိုယ်ဆိုတာဘာကြီးမှမသိဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့အမသားနဲ့သားအကြီးလေးရောသားအငယ်လေးရောကပေါ့နော်သူတို့เนี่ยကတော့ထောက်ခံပေးတယ်အမသားအကြီးလေးကအဲ့ဒီအချိန်တုန်းကဆို9နှစ်ကျော်10နှစ်ဝင်ကြီးဖြစ်လာပြီပေါ့အမသားအငယ်လေးနဲ့သူเนี่ย9နှစ်ခွဲကွာတာဆိုတော့လေအမစချင်းပါလဲ2020တုန်းကအမမမိတယ်2020ကလေးလေးသားငယ်လေးကတစ်နှစ်ပြည့်တာအဲ့ဒီတော့မှအမမရတော့ငါတော့အကြောင်းပြချက်တွေတအားပေးနေတယ်ပေါ့နော်ကိုဝန်ကြောင့်မို့လို့ကလေးကြောင့်မို့လို့ဆိုပြီးတော့ငါအကြောင်းပြချက်တွေပဲပေးနေတာတကယ်တော့ဟုတ်တယ်ကိုကြောက်လို့တကယ်တော့လေကိုယ့်ရဲ့ဒီ limit template ကိုကြော်ဖို့အတွက်ကြောက်နေတာတကယ်စင်လုံးမယ်ဆိုရင်လုံးလို့ရတယ်ကွာငါလုံးနိုင်တဲ့နေရာစမယ်ဆိုပြီးတော့ခလေးတစ်နှစ်လောက်မှာအမစပြီးတော့ဗီဒီယိုစရိုက်ပြီပေါ့နော်ဗီဒီယိုရိုက်တာ10မိနစ်လောက်ပဲဒါပေမဲ့ပြင်ဆင်ရတာကနောက်မှ1နာရီလောက်ရှိတယ်ပေါ့နော်ဗီဒီယိုတစ်ခုရိုက်ဖို့အတွက်ကခလေးကိုတိတ်ရသေးတယ်ခလေးတိတ်တဲ့အချိန်ခလေးအိတ်သွားတဲ့အချိန်ဆိုလို့ရှိရင်အမဗီဒီယိုရိုက်ပြီပေါ့အမရိုက်ဖို့အခန်းလေးလောက်ထားတယ်အတန်နဲ့လုံအောင်ဆိုပြီးတော့ပေါ့နော်အဲ့ခါမှာဆင်းပြီးတော့ရိုက်တယ်ရိုက်နေတန်းတန်းနဲ့ခလေးနိုးတယ်ဆိုလို့ရှိရင်အပြန်ပြေးတက်ပြီးတော့မှနောက်ပြန်တစ်ခါရိုက်ရသေးတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိခဲ့တယ်အမသားအကြီးလေးကသားအငယ်လေးကိုကြည့်ပေးထားတယ်ပေါ့အမလုံနေတယ်ဆိုလို့ရှိရင်သူကကြည့်ပေးထားတယ်အဲ့လိုမျိုးတော့ရှိတယ်နောက်ပိုင်းကျတော့အမအမျိုးသားလည်းစပို့ပေးပါတယ်ထောက်ပံ့ပေးတယ်ပေါ့နော်သူလည်းတားမရဘူးဆိုတာသိသွားတာပေါ့မနိုင်တော့တားမရဘူးဆိုတာမနိုင်တော့လေမနိုင်တော့ဘူးဆိုတော့သူကအများကြီးအထောက်ပံ့ပေးတယ်အမကိုလေဟိုပေါ့တင်တန်းတက်တာလေဆိုလို့ရှိရင်လေသူငွေနဲ့တက်ရတာပဲလေသူတင်တန်းကြီးတဲ့အကုန်ကြခံတာပဲနောက်အခုအမသုံးနေတဲ့ light တင်နေပေါ့နော်မီး light တင်နေသူဆင်ပေးထားတယ်အမဗီဒီယိုရိုက်တယ် light လွှင့်နေဆိုလို့ရှိရင်အဆင်ပြေရအောင်လို့နောက်ပြီးတော့ setting ဖုန်းလေးတွေဝေပေးတယ်အလုပ်လုပ်တဲ့စပွဲဖုန်းလေးတွေတတရက်လေးထားပေးတယ်လုပ်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်အမအပြင်မှာ1%တင်တန်းတွေပါတယ်တက်တယ်ဆိုလို့ရှိရင်လေသူက light ပို့ပေးတယ်သူအားတယ်ဆိုလို့ရှိရင်ပေါ့အားအောင်လုပ်ပြီးတော့မှလိုက်ဖို့ပေးတယ်လာကြိုပေးတယ်အဲ့လိုမျိုးတွေလုပ်ပေးတယ်ကလေးကိုလည်းကူကြည့်ပေးတယ်ပေါ့နော်အမတကယ်လိုအပ်တယ်ဆိုလို့ရှိရင်သူလည်းအားရဆိုလို့ရှိရင်ကလေးကိုလည်းကြည့်ပေးတယ်အဲ့လိုမျိုးထောက်ပံ့မှုတွေအများကြီးတော့ရပါတယ်လို့အမအမျိုးသားစီကလည်းအမသားလေးတွေစီကလည်းရတယ်ပေါ့နော်နောက်ပြီးတော့အမတို့ရဲ့ဆရာပေါ့နော်ဆရာအောင်ထက်ခန့်ကတကယ့်ကိုဆရာကောင်းတယောက်ပြီးသားတယ်တကယ့်ကိုစေတနာအပြည့်နဲ့ပေါ့နော်အမတို့ဒီလမ်းကြောင်းကိုတကယ်ရောက်လာအောင်အများကြီးတွန်းတင်ပေးနိုင်တဲ့စိတ်သက်ပိုင်းရေးရရောတခြားအကြောင်းအရာတွေနဲ့ပါပေါ့နော်ဆရာကတကယ့်ကိုထောက်ပံ့ပေးနိုင်တဲ့ support ပေးနိုင်တဲ့ဆရာကောင်းတယောက်ပါဆရာရဲ့ကျေးဇူးတွေနဲ့လည်းအမတို့ကဒီလမ်းကြောင်းပေါ်မှန်မှန်ကန်ကန်ရောက်လာခဲ့တာပေါ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ဒီဟုတ်တယ်အမှန်ပဲအမအမပြောတာတခုစဉ်းစားမိရပါတော့တော်တော်များများကအဲ့လမ်းကြောင်းတစ်ခုကိုလိုက်ချင်တယ်ဆိုလို့ရှိရင်ချက်ချင်းလူတိုင်းကလေဟာလက်ခုပ်တွေတီးပြီးတော့ပံ့ပိုးမယ်ပေါ့အဲ့လိုမျှော်လင့်နေကြတာဒါပေမဲ့တကယ်တမ်းကျတော့ဘယ်သူမှအဲ့လိုမျိုးကြီးချက်ချင်းဘယ်သူမှမပံ့ပိုးဘူးလေနော်ကိုကဘလောက်တကယ်ကိုဒီဟာဒီဇိုင်းမမတ်လုပ်မလဲဆိုတာမူတည်ပြီးတော့မှတခြားလူတွေကပါလာတာလေသိလားအဲ့ဒါလေးကိုသတိပြုစေချင်တာပေါ့နော်လူတွေကစလိုက်တာနဲ့သူများကနည်းနည်းလေးညင်းပြီးတော့မလုပ်စေချင်ဘူးဆိုတာနဲ့အဲ့ဒီမှာနေကြာရှုံးသွားတာပေါ့နော်အဲ့တော့အဓိကတော့အမကိုအဓိကအတူယူမိတာတော့ကိုလုံးဆရာရှိရဆက်လုပ်တယ်လုပ်တဲ့ခါကျတော့အမျိုးသားလည်းပါလာတယ်ပေါ့နော်ကလေးတွေကလည်းကုညီတယ်ဆိုတော့အမတော်တော်ကံကောင်းပါတယ်ကန်ကောင်းတယ်ပေါ့တော်တော်လေးကန်ကောင်းတယ်ဟုတ်အဲ့ဆိုလို့ရှိရင်ဒီနောက်တစ်ခုကပေါ့နော်ဒီလမ်းကြောင်းကိုရှောက်နေတဲ့အတွက်ဘလို့တွေအားထုတ်ခဲ့ရလဲဘာတွေကိုရောစွန့်လွတ်ခဲ့ရတာတွေရှိလဲအမအမအနေနဲ့ကတော့ပေါ့နော်နည်းနည်းလေးပေါ့အကြီးကျယ်တယ်လို့ဖြစ်မှာဆိုလို့ပေါ့နော်ဆုံးလွတ်တယ်ဆိုတဲ့စကားလုံးတော့မသုံးချင်ဘူးပေါ့နော်အားထုတ်မှုကတော့တကယ်ကိုအားထုတ်မှုဆိုတာကတော့လိုအပ်တယ်ဘယ်လို့ကိုပဲလုပ်လို့အားထုတ်မှုမပါဘဲနဲ့အမတို့ကဘယ်လို့ပဲဖြစ်စလို့မရဘူးလုပ်လို့မရဘူးဒါကြောင့်မို့လို့ဘယ်လို့ကိုလုပ်မယ်ဆိုလို့ရှိရင်တော့အားထုတ်မှုတစ်ခုတော့မဖြစ်မနေလုပ်ရတယ်ပေါ့နော်အမကonline ကသင်တန်းတွေ join တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမ free join တာတွေလည်းရှိတယ်ကွာသူများ like တွေ like လို့ရှိတယ်လေအမသင်တန်းငွေတစုံ
စုံတရာကုန်ကြခံပြီးတော့တက်တဲ့တင်တန်းတွေလည်းရှိသလိုအဲ့လိုမျိုးငွေကြီးကုန်ကြပြီးတော့မဟုတ်ဘဲနဲ့သူများတွေ free share ထားတဲ့ဟာလေးတွေကိုလည်းအမှားလဲလာတာ YouTube မှာသွားပြီးတော့လဲလာတယ် Facebook မှာလည်းဟိုပို့ဒီပို့သေးတယ် Telegram မှာဝင်ပြီးတော့လည်းစာတွေဝင်ဖတ်သေးတယ် Viber မှာဆိုလည်းအဲ့လိုမျိုးစာဖတ်တဲ့ group တွေကို join ထားပြီးတော့မှအဲ့ဒီဟာနဲ့ကိုယ်အလုံးနဲ့ပတ်သက်မဲ့အရာလေးတွေကို mindset နဲ့ပတ်သက်မဲ့အရာလေးတွေဆိုစာတွေလည်းဖတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အမှားအချိန်တော်တော်များများကိုဖုံးမှာပေါ့နော် internet ပေါ်မှာပေါ့ phone screen ကိုကြည့်နေတဲ့အချိန်တွေကများတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီဟိုပေါ့ screen ကြည့်တဲ့အချိန်ကတော်တော်လေးများတယ်များသောအားဖြင့် online ကနေလေ့လာခဲ့တာဆိုတော့လေအဲ့တော့အခုတော့မျက်လုံးလေးအောင်နည်းနည်းမှုန်ချင်လာပြီအနီးကလေအနီးနည်းနည်းမှုန်ချင်တာပေါ့နော်ဒီတော့အခြေခံကိုကကလေးအမေလေးတစ်ဖက်ကဖြစ်တယ်ဆိုတော့ကလေးကိုရင်ဝင်ပိုက်ပြီးတော့မှလုပ်ခဲ့ရတယ်ပေါ့အားဆိုင်ထုံးမှုကတော့အဲ့ဒါလေးတွေပေါ့နော်ကိုလုံနေပြီးတော့မှလေတစ်ခါတလေလူဆိုတာကအားငယ်တဲ့အချိန်လေးရှိတယ်စိတ်ပြည့်တဲ့အချိန်လေးရှိရလေလောက်ရှင်ကဆက်ရှင်ဝုံတိုင်းထဖြစ်သွားတာမျိုးမှမဟုတ်တာဒီကြားထဲမှာလည်းအမဆိုလို့ရှိရင်အများကြီးစိတ်သက်ကြခဲ့ပြိုလေခဲ့တဲ့အချိန်တွေအများကြီးရှိတယ်ငိုခဲ့တဲ့အချိန်တွေအများကြီးရှိတယ်ပေါ့နော်ဟာငါတကယ်ရောလှုပ်ဖြစ်ပါတော့မလို့ချင်တော့ဘူးအဲ့လိုမျိုးအရှင်တွေလည်းအများကြီးဖြစ်ခဲ့ရပေါ့နော်အားကြောင့်မို့လို့လက်မလျှော့ပါနဲ့လို့အားဆိုင်ထုံးမှုကတော့ဘယ်လုံးမှမဆိုအားဆိုင်ထုံးမှုကတော့လိုအပ်ပါတယ်လို့ညီမဆိုရင်လေအဲ့လိုကလေးမေတွေကြိုးစားတယ်ဆိုရင်အရင်လေးစားတယ်ဒါညီမတို့ကြိုးစားတယ်ဆိုတာကလေဟိုကလေးလည်းမရှိဘူးကိုယ့်ရဲ့အားလက်ချိန်ရှိရဲ့အတွက်ကြိုးစားတာကလေးမေကြတော့လေတကယ်ကလေးကိုဦးစားပေးနေနေကိုယ့်ကိုအလျှော့မပေးဘဲနဲ့ကြိုးစားတာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေ့ရဆိုလို့ရှိရင်တကယ်ကိုလေးစားတာဒီလားအမဆိုလဲလေအမြဲတမ်းကြည့်နေရပါတော့ကလေးပေါ်လဲအမြဲစိတ်ရှည်တယ်ဇွန်းနေတက်တယ်ဆိုလဲကလေးကဘေးကလာတယ်အဲ့ကြအမဟိုစိတ်ရှည်ရှည်နဲ့လေအဲ့လိုတင်တန်းတွေပါဆက်တက်တာပေါ့နော်သူတို့ကိုတေချာလေးဖြောင်းဖြပြီးတော့အဲ့ဒါလေးအမြဲတွေ့ရတယ်ဟုတ်တယ်မနေ့ကဆိုလို့ရှိရင်အမမနေ့ကမဟုတ်တနေ့က client ရှိတယ်အမမလေး client ရှိတော့သူနဲ့ဟွာလုပ်နေတာပေါ့ coaching ပေးနေတာပေါ့လေကလေးလေးကိုတော့တာအကြီးလေးကကြည့်ပေးထားတယ်သူနဲ့ဆော့နေတာပေါ့ဒါပေမဲ့နည်းနည်းလေးကြာလာတော့ coaching ကတနားရီခွဲကြာတာကွာတနားရီ7မိနစ်15မိနစ်လောက်ဆိုတော့သူကပြီးပြီပေါ့အဲ့လိုဆိုပြီးတော့အငယ်လေးကအမေနားကိုလာတာအမေနားကိုလာတော့အမကသားငယ်လေးကိုအမေအလုံးလုံးနေတယ်မပြီးသေးဘူးဆိုတာကိုဒီလိုမျိုးလက်နဲ့ပဲပြလိုက်တာပေါ့နော်ဒီဘက်ကနေမရသေးဘူးဆိုတော့သူကအမကိုပြုံးပြတယ်ပြုံးပြပြီးတော့မှထွက်သွားလိုက်တယ်အမကဘာမှဟိုမပြုတ်ပေါ့နော်ဒီဘက်ကတစ်ဖက်ကအမရဲ့ကလိုင်းရအောင်မသိသွားဘူးအမစီကိုကလေးလေးလာတဲ့ဒီလိုမျိုးဟိုဟာဖြစ်တယ်ဆိုတဲ့ဟာကိုအနောက်ဆက်မဖြစ်သွားဘူးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့အဲ့ဒါနဲ့ဆက်ပြီးတော့လေကိုကဒီအိမ်မှာအမျိုးသားသက်ဆိုရင်အိမ်ရှင်မပေါ့နော်ကလေးတွေတော့ဆိုမေမေပေါ့အဲ့ကြားထဲမှာမှကိုက client တွေလည်းရှိရယ် coach တယောက်အနေနဲ့ကြတော့ကိုယ့်ရဲ့အလုပ်တွေပေါ့အချိန်တွေကိုဘယ်လိုစီမံလဲဆိုတာကိုပြောပြပေးပါဦးမဟုတ်အမကတော့ဟာဘယ်လိုပြောမလဲမနက်ပိုင်းဆိုလို့ရှိရင်ကွာလုံးဝအင်ရှင်မလောက်လိုက်တယ်လုံးဝအင်ရှင်မဆိုတာကလေးမေအင်ရှင်မလောက်တယ်ပေါ့နော်မနက်ပိုင်းဆိုလို့ရှိရင်အမပုံမှန်ထားမဲ့အချိန်သတ်မှတ်ထားတယ်အဲ့ဒီအချိန်မှာထားတယ်ပြီးလို့ရှိရင်အမမှာမနက် routine လေးရှိတယ်ဘုရားရှိခိုးတာတို့မေတ္တာပို့တာတို့တရားထိုင်တာတို့ဟိုပါပေါ့နော် gratitude လေးရွတ်တာပေါ့အဲ့လိုမျိုးလေးကျေးဇူးတရားလေးပွားများတာတို့အဲ့အမျိုးတွေလုပ်တယ်လုပ်ပြီးလို့ရှိရင်အမကဈေးသွားတယ်ရှက်တာပြုတ်တာတွေအိမ်မှုကိစ္စတွေအကုန်လုံးလုပ်တယ်ကလေးမနက်စာကျွေးတာတို့ဟင်းချက်တာတို့အဝတ်ချော်တာတို့မိဘူးတိုက်တာတို့ပေါ့နော်မနက်ပိုင်းမှာအမအကုန်လုပ်တယ်ကလေးတွေကိုလည်းဒီ site တယ်ပေါ့နော်သူတို့ကိုကျွေးစရာရှိတာကျွေးလုပ်ပေးစရာရှိတာလုပ်ပေးပြီးတော့မှနေ့လေရောက်လာပြီပေါ့အမလည်းထမင်းစားပြီးလို့ရှိရင်နေ့လေရောက်လာပြီဆိုလို့ရှိရင်တော့အမက client တွေပါတယ်အမမှာအခုလက်ရှိနေပြီပေါ့နော်ရှိလာတော့အမက client ကိုမနက်ပိုင်းတော့မပေးနိုင်ဘူးသူတို့နဲ့အချိန်ညှိတာပေါ့လေနေ့လေပိုင်းတော့အဆင်ပြေပါတယ်ညနေပိုင်းတော့အဆင်ပြေပါတယ်ပေါ့ client ရှိတယ်ဆိုလို့ရှိရင်အမကနေ့လေပိုင်းကို client နဲ့cushion လုပ်တယ်ပေါ့နော်နေ့လေပိုင်း client နဲ့ cushion လုပ်တဲ့အချိန်မှာအမကလေးအကြီးလေးနဲ့အငယ်လေးနဲ့တနေရာမှာဆော့ဖို့အတွက်လုပ်ပေးထားတယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင် client မရှိတဲ့နေ့လည်းရှိတယ်client မရှိတဲ့နေ့ဆိုလို့ရှိရင်လည်းအမကစာဖတ်တာတွေလုပ်တယ်လေ့လာသင်ယူတာတွေလုပ်တယ်အမအနေနဲ့လေ့လာသင်ယူမှုမပြတ်တော့လုပ်နေတယ်ပေါ့နော်လေ့လာသင်ယူမှုလုပ်တယ်ဒီနေ့ကအနည်းဆုံးမလေ့လာဘူးဆိုလို့ရှိရင်3နာရီပဲအမ3နာရီ4နာရီအဲ့လောက်ကတော့လေ့လာဖြစ်တယ်ပေါ့နော်အတန် audio နဲ့နားထောင်တာတွေပဲဖြစ်ဖြစ်ကိုမကြည့်အားဘူးဆိုလို့ရှိရင်နားပဲထောင်နေလိုက်တယ်ပေါ့အဲ့လိုမျိုးတွေလည်းလုပ်တယ်သင်ခန်းစာတွေပြန်ကြည့်တာတို့တခြားဗီဒီယိုတွေရှာပြီးတော့အမဆရာမအဲ့ပဲဆိုလို့ရှိရင်လည်းအမတအားဟိုပါပေါ့နော်မတွေပဲဟိုတအားဟိုပါဖြစ်လေးစားတယ်ပေါ့လေးစားတယ်ဆိုတော့အဲ့ဒီမရဲ့ကုရှင်သူလုတ်ပုံလုံးလေးတွေဘယ်လိုမျိုးလုတ်ထားလဲသူမှ YouTube မှာအများကြီးပဲမျှဝေလာတာအမအဲ့ဒါတွေကိုလည်းလေ့လာတယ်စာအုပ်တွေဆိုလို့ရှိရင်လည်းဖတ်တယ်ပေါ့နော်ကလေးကိုလည်းနေ့လေးပဲဆိုလို့ရှိရင်အစာပြေမုတ်လေးပါလေးတွေကျွေးတယ်သူနဲ့အားတယ်ဆိုလို့ရှိရင်သူနဲ့ခဏလေးဆော့သေးတယ်ပေါ့လေခါတလေသူဖွာထားတဲ့ဟာလေးလေကောက်သိမ်းပေါ့နေ့လေးဘက်မှာပြီးလို့ရှိရင်ညနေ4နာရီခွဲ9နာရီဝန်းကျင်လောက်ဆိုရင်ကလေးကိုရေရှိုးမိုးရှိုးပါရန်လုပ်ပြီးတော့မှအမတို့ကပထမထပ်မှနေတာဆိုတော့ကလေးကအပေါ်မှာပဲနေရတာမဖြစ်စီရှင်တော့ကလေးနဲ့အမေနဲ့အောက်ဆင်းပြီးတော့မှလမ်းလေးပါလေးရှောက်ပြီးတော့မုတ်သွားစားကြရဲပေါ့မုတ်သွားစားလို့ပြန်လာပြီးဆိုလို့ရှိရင်တော့အမက
ကလေးကိုခဏထားထားပြီးတော့မှအမညနေဘက်အမ content တွေဘာတွေလုပ်ဖို့အတွက်ပေါ့နော်အမဘာဒီနေ့ဘာတွေမျှဝေပေးရမလဲနောက်ပြီးတော့ခေါင်းစဉ်လေးတွေဘာတွေလုပ်မလဲပေါ့နော်အဲ့ဒါလေးတွေကိုစဉ်းစားတွေလုပ်တယ်တေချာလေးဟိုပါပေါ့အမ script ထုတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ပြီးတော့မှအစီအစဉ်ရှာတယ်ပြီးလို့ရှိရင်ကလေးကိုညနေစာကျွေးရပြီးလို့ရှိရင်တော့သူတို့ပြောပြထားရပေါ့နော်နားလေအောင်မတင်တန်းရှိရနော်ဒီနေ့တင်တန်းမရှိတဲ့နေ့တွေဆိုလို့ရှိရင်အမဒီတိုင်းလေ့လာနေတယ်မလုပ်နေရနော်သူတို့အဲ့လိုနားလေအောင်ပြောပြထားတယ်အမညနေဘက်ကလိုင်းရှိရနေတယ်ရှိရကလိုင်းကသူနေ့လေဘက်မရဘူးညနေဘက်မှအဆင်ပြေတယ်ဆိုလို့ရှိရင်အမညနေဘက်တွေမှာအဆင်ပြေအောင်လုပ်ပေးရပေါ့နော်တကယ်တင်တန်းကတော့နေ့တိုင်းမရှိဘူးပေါ့နော်တင်တန်းကတော့တစ်ပတ်မှာ3ရက်2ရက်လောက်ကတော့ရှိတယ်2ရက်3ရက်အဲ့လောက်ကတော့ရှိနေတာပဲတင်တန်းရှိရနေဆိုရင်အမညနေဘက်တင်တန်းတက်တယ်ပြီးရင်ကလိုင်းရှိရဆိုရင်ကလိုင်းကင်တယ်ပေါ့နော်ဒီကြားထဲမှာအမအဲ့ဒီညနေအချိန်ကိုအမက content လုပ်တာပေါ့မဖြစ်မနေ content တစ်ပုတ်တော့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့နေ့တိုင်း content လုပ်တယ် live လွှင့်မယ်တစ်ပတ်မှာတစ်ရက် live လွှင့်နေအဲ့ဒီနေ့ဆိုအင်္ဂါနေ့ပေါ့နော်အမ live လွှင့်နေနေရအင်္ဂါနေ့ဆိုလို့ရှိရင် live လွှင့်နေ live မလွှင့်နေနေ့ဆိုလို့ရှိရင်ပုံမှန်ဗီဒီယိုလေးတွေလုပ်တယ်ပေါ့စာရေးတဲ့အပိုင်းကိုတော့အမအခုအားဆိုင်နေတယ်ဘယ်လိုပြောအမစာရေးရမှာအားနေတာကိုအားနေတဲ့အတွက်ကြောင့်မို့လို့အမမရေးဖြစ်ဘူးပေါ့နော်ရှေးမရေးဖြစ်ဘူးဒါပေမဲ့နောက်ရေးနိုင်အောင်တော့စူးစမ်းပါမယ်ပေါ့စူးစမ်းနေတယ်ပေါ့အဲ့ညဘက်ဆိုလို့ရှိရင်အမည routine လေးရှိတယ်အမအိတ်ခါနေဆိုလို့ရှိရင်ဘုရားရှိခိုးတာတို့တရားထိုင်တာတို့ gratitude ရေးတာတို့ပေါ့နော်နောက်ပြီးတော့မနေ့ကဘာလုပ်မလဲဆိုပြီးတော့အမက to do list နဲ့တွားရတာတိတ်ပြီးတော့အားပါတဲ့သူမဟုတ်ဘူး to do list နဲ့မတွားနိုင်ဘူးပေါ့နော်အချိန်ကွက်တိလောက်ရအောင်ဒီမဖြစ်ဘူးဆိုတော့အမ module လေးနဲ့တွားတယ်မနေ့ကလုံးမဲ့မဖြစ်မနေလုံးမဲ့3ခုပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ရေးထားတဲ့အကျန်းလေးအဲ့ဒါကိုတော့မနေ့ကမဖြစ်မနေလုံးမယ်ပေါ့အဲ့လိုမျိုး3ခုကိုအမကအဆင်ပြေတဲ့အချိန်လေးမှာတော့ထည့်လုပ်သွားတယ်ပေါ့ကိုအချိန်လုပြီးတော့လုပ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ပုံမှန်လေးသွားဖြစ်နေပါတယ်ပေါ့ဒါကတော့ပုံမှန်နေ့စဉ်အမရေးလေးပတ်နေတဲ့နေ့တိုင်းပေါ့နော်တရားတလေပေါ့အမအမျိုးသားကလည်းသူလည်းအချိန်ပေးနိုင်တယ်အချိန်အားတယ်သူ့အလုံးမှာအချိန်ရလာတယ်ဆိုလို့ရှိရင်မိသားစုတွေနဲ့ကလေးတွေရေကူးချင်ရေကူးကန်လိုက်ပို့ပေးတာတို့သူတို့စားချင်တာတွေဝေကျွေးတာတို့သူတို့သွားချင်တဲ့ shopping mall တွေလိုက်ပို့တာတို့ဒီလိုမျိုးနဲ့တော့ balance ဖြစ်အောင်တော့လုပ်ပေးရပေါ့နော်တစ်လောက်ကို2ကြိမ်လောက်ဖြစ်ပေါ့နော်များတယ်ဆိုလို့ရှိရင်လည်း3ကြိမ်ပေါ့လွန်ခဲ့တဲ့လတော့2ကြိမ်လောက်ပါပဲများသောအားဖြင့်တော့2ကြိမ်လောက်ပဲကလေးတွေနဲ့အဲ့လိုမျိုးအချိန်ကုန်ဖို့အတွက်ကိုစူးစမ်းပြီးတော့မှလုပ်ပေးရပေါ့နော်အမမျိုးသားလည်းနည်းနည်းအလုပ်များတဲ့သူဆိုတော့သူလည်းဒီအတွက်ကိုအချိန်ပေးပြီးတော့ပေါ့နော်အမတို့တမင်ကအချိန်ပေးပြီးတော့မှကလေးတွေနဲ့အပြင်သွားတာတို့ရှောက်လေကစားကြတာအဲ့လိုမျိုးတွေလုပ်တယ်တစ်လောက်2ကြိမ်လောက်ပေါ့ပုံမှန်လေးအဲ့လိုမျိုးတွေတော့သွားနေပါတယ်ပေါ့အမပြောနေနေပြန်ပြီးအတူယူရတာအများကြီးပဲမိသားစုဘဝကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ me time ပေါ့နော်အဲ့ဒါကြီးအကုန်လုံးအမလုံးဝ balance ဖြစ်အောင်လုပ်နိုင်တယ်ပေါ့နော်လုပ်နိုင်တယ်ဆိုတော့တော်တော်တော့အတူယူဖို့တော့ကောင်းတယ်ဟုတ်โอเคအဲ့တော့နောက်ဆက်ပြီးတော့မေးချင်တာတခုကဒီအမပေါ့နော်အခုလိုမိသားစုဘဝကိုcoaching career ရွေးတဲ့အတွက်ကရောအမမိသားစုဘဝအတွက်ကဘယ်လိုတက်ရောက်မှုတွေရှိခဲ့လဲပြောမယ်ဆိုလို့ရှိရင်အမတို့တဲ့အများကြီးပိုကောင်းလာတယ်ဒီ question career ကိုရွေးချယ်လိုက်တဲ့အတွက်ကြောင့်မို့လို့အမတို့ကတော့အဆပေါင်းများစွာကိုပိုကောင်းလာတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်အမကငငယ်နဲ့လည်းအိမ်ထောင်ကြတာကွာအမအသက်23နှစ်နဲ့အိမ်ထောင်ကြတာအဲ့ဒီကြားတဲ့အချိန်မှာအမကကလေးတန်းရသွားတော့အမကလည်းကလေးစိတ်ကမကုံသေးပဲနဲ့ကလေးအမေဖြစ်လာတယ်ပေါ့ကလေးစိတ်မကုံသေးတဲ့သူကကလေးအမေဖြစ်လာတော့တခါတလေကလေးဝင်ကလေးနဲ့ပါရောငိုနေတာပေါ့ကလေးကအကြီးသားလေးအငယ်တုန်းကဆိုလို့ရှိရင်ပြောပါတယ်အဲ့တုန်းကဆိုလို့ရှိရင်ကလေးကနေမကောင်းလို့ငိုတယ်ဆိုလို့ရှိရင်အမလျှော့တယ်စူးစမ်းကြည့်တယ်ပေါ့နော်ကိုနားလေတယ်လို့ကိုနိုင်စမ်းမှာကိုကလေးတယောက်လည်းပြုစုရတာဆိုတော့ကွာနေနောက်မှာလည်းအမေဖေတို့ချက်ချင်းမေးလို့ကလည်းမရဘူးမေးမဲ့သူမရှိဘူးတိုင်မဲ့သူမရှိဘူးဆိုတော့ကိုကောင်းမဲ့ထင်တဲ့ပုံစံမျိုးလေးနဲ့ကလေးကိုအကောင်းဆုံးပြုစုတာပေါ့အကောင်းဆုံးပြုစုတော့တခါတလေအဲ့လိုမျိုးအဆင်မပြေတာလေးတွေရှိတာပေါ့လေကလေးကရှော့လို့မရတော့ဘူးနေမကောင်းတစ်ခုခုဖြစ်ချင်တာလည်းဖြစ်မှာပေါ့ငိုနေတယ်ပေါ့ညာဘက်လုံးလုံးမအေးရဘူးအဲ့လိုမျိုးဆိုလို့ရှိရင်ကိုလည်းရှော့မနိုင်တော့ဘူးဆိုလို့ရှိရင်ကလေးနဲ့မှကိုကရောငိုတော့တာပေါ့နော်အဲ့လိုမျိုးအခြေအနေလေးလည်းရှိခဲ့တယ်ပေါ့အရှိကတော့အခုဒီနောက်ပိုင်းအမဒီဒုတိယကလေးလေးကိုရတဲ့အချိန်မှာလေအမအသက်အရွယ်တစ်ခုရောက်လာခဲ့ပြီနောက်ပြီးတော့အမဒီလမ်းကြောင်းပေါ်လေစပြီးရှောက်ပြီးဆိုတော့ကအမအနေနဲ့စိတ်ကအများကြီးပို့ပြီးတော့မှထားတတ်လာတယ်အမစိတ်ကိုပို့ပြီးတော့မှထားတတ်လာတယ်ကိုယ်စိတ်ကိုမြင်အောင်ကြည့်တတ်လာတယ်ပေါ့နော်ကိုယ်စိတ်ကိုနားလည်လာတယ်မြင်အောင်ကြည့်တတ်လာတယ်အဲ့လေရောက်ကိုယ့်ရဲ့သားသမီးတွေအပေါ်မှာလည်းဖြစ်ပြီးတော့မှကြည့်ပေးတတ်လာတယ်ကိုယ့်ရဲ့အမျိုးသားပေါ်မှာလည်းကိုကနားလည်ပေးပြီးတော့မှကြည့်တတ်လာတယ်အော်ငါဒီလိုမျိုးမြင်နေပေမဲ့သူ့ဘက်ကတော့အဲ့လိုမျိုးမြင်ချင်မှမြင်မှာပေါ့သူတွေးချင်မှတွေးမှာပေါ့သူတွေးနေတဲ့ပုံစံကနောက်တစ်မျိုးလေးဖြစ်နေနိုင်တယ်သူမြင်လိုက်တဲ့အမြင်ကနောက်တစ်မျိုးလေးဖြစ်နေနိုင်တယ်ကလေးလေးကဒီလိုမျိုးလုပ်လိုက်တယ်ဆိုလို့ရှိရင်လေအော်ဒါကကလေးတဘာဝမို့လို့ဒီလိုမျိုးလေးပြန်ပြီးတော့ကဘာလို့ရမလားအဲ့လိုမျိုးပေါ့နော်ညပြီးတော့မှတွေးတတ်လာတယ်ကွာအများကြီးညပြီးတွေးတတ်လာတော့
ဒီလမ်းကြောင်းပေါ်ကိုရောက်လာတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကိုကဒီလမ်းကြောင်းဒီ coach ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားတဲ့အတွက်ကြောင့်မလို့အမအနေနဲ့အများကြီးပို့ပြီးတော့မှကောင်းလာတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုရောကိုမိသားစုအပါဝင်ကိုအပါဝင်ပေါ့နော်အဓိကတော့ကိုပေါ့ကိုစိတ်ကထားတတ်တာလာတော့ကိုစိတ်ကအဆင်ပြေလာတော့ပတ်ဝန်းကျင်ကိုလည်းရံပတ်ပြီးတော့ရံမရှာနေတော့ဘူးပေါ့နော်အဆင်ပြေလာတယ်ပေါ့ပတ်ဝန်းကျင်လည်းရံမရှာနေတော့ဘူးအဆင်ပြေလာတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ဟိုဖြစ်တယ် view site page ဖြစ်တယ်ပေါ့နော်သူတို့ရဲ့ဟိုပြောတဲ့စကားလေးတွေကိုလည်းကိုကနားထောင်ပေးတတ်လာတယ်အရင်တော့ဆိုလို့ရှိရင်တော့စိတ်မရှိတာလေးတွေရှိတာပေါ့လူပဲဟာစိတ်မရှိဘူးဖြတ်ပြောလိုက်တာတို့နားဆုံးအောင်နားမထောင်ပေးလိုက်တာတို့ဒါအကြည့်လေးအငယ်တော့ဆိုရင်အဲ့လိုမျိုးလေးဖြစ်ဘူးတယ်ဒါပေမဲ့အခုတော့လုံးလုံးမဖြစ်တော့ဘူးလားဆိုတော့လေလူပဲလေလုံးလုံးမဖြစ်တာတော့ဘယ်ဟုတ်ပါမလဲဖြစ်တယ်ဒါပေမဲ့ဖြစ်တဲ့အချိန်ကြီးတော့ကနေသွားပြီအများကြီးနေသွားပြီးတော့မှဘလို့ပုံစံမျိုးလေးဆိုရင်ပိုကောင်းမလဲဆိုတဲ့ဟာလေးတွေးတတ်လာတယ်ပြီးဒီတော့မိသားစုလေးပို့ပြီးတော့အဆင်ပြေလာတာပေါ့ပို့ပြီးပျော်ရွှင်ရတာပေါ့ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုတော့လေပို့ပြီးတော့ကောင်းပါတယ်တယ်နော်မညီမလည်းအဲ့လိုပေါ့ဒီကယ်ရီယာကိုရွေးတဲ့အချိန်ရဲ့အရှိကိုပြန်ကြည့်တဲ့အချိန်မှာလေသူများကိုသာလက်ညှိုးထိုးခဲ့ပေမဲ့တကယ်ကြောင့်ကိုမှားခဲ့တာလည်းအများကြီးပဲအဲ့ကိုချင်းကိုတင်တဲ့အချိန်ကျမှကိုယ့်ရဲ့အမားတွေကိုပြန်မြင်တာလေပြန်မြင်ပြီးတော့မြင်တာအဲ့လိုပေါ့နော်ကိုသူများကိုလက်ညှိုးထိုးပြီးသူများပြင်တာမစောက်ဘဲနဲ့ကို့အမားကိုပြင်တဲ့အချိန်မှာနေရတာလည်းပိုအဆင်ပြေလာတယ်relationship တွေရောအလုပ်ကိုင်တွေရောဝန်ထမ်းတွေနဲ့ဆက်ဆံရေးရောအကုန်ပေါ့နော်စသရရာဒီကိုချင်းပညာရက်ကအများကြီးတော်တော်အထောက်အကူပြုတယ်နော်အဲ့ဟို coach လောက်တာမလောက်တာတဲ့အမရဲ့နေ့စဉ်နေထိုင်တဲ့ဘဝတစ်ခုကိုပါပြောင်းလဲနိုင်စွမ်းရှိတယ်နော်နိုင်အောင်စရှိတယ်ဟုတ်တယ်တစ်ဖက်တည်းကမဟုတ်ပေါ့နော်အဖက်ဖက်ကပေါ့ကိုကတက်မြင်တတ်လာတယ်တွေးတတ်လာတယ်ပေါ့နော်ရှူတော့တစ်ခုတည်းကမြင်တာမဟုတ်ပဲအမြင်တွေကိုဖွင့်ပြီးတော့မှကြည့်တတ်လာတယ်ဆိုတော့အများကြီးအဆင်ပြေသွားတယ်ကိုအဆင်ပြေလို့ရှိရင်ကိုရဲ့ပတ်ဝန်းကျင်ကအေးချမ်းနေတာဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဖြစ်တာပေါ့အဲ့ဆိုရင်ဒါညီမတို့အခုပြောခဲ့တဲ့စကားဝိုင်းမှာလည်းဟိုတော်တော်အကြောင်းအရာတွေလည်းစုံပြီးအမဒီလမ်းပေါ်ဘယ်လိုဖြတ်ခဲ့တာတွေရောဘာတွေရောပေါ့နော်အဲ့တော့ညီမကဒီဗီဒီယိုကြည့်မိတဲ့ပေါ့နော်မိတ်ဆွေတွေထဲမှာညီမတွေအိမ်ရှင်မတွေမေမေတွေပါလာမယ်ပေါ့နော်အဲ့တော့မေမေတွေအနေနဲ့ကလည်းသူတို့အနေနဲ့အလုပ်တစ်ခုကိုစကျင်တယ်ကြောက်နေတယ်တတိမရှိဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးဒါမှမဟုတ်လေတယောက်ယောက်ပေါ့ coach ဖြစ်ချင်တယ်ပေါ့အဲ့လိုဆိုလို့ရှိရင်အမအနေနဲ့ဒီရညီမတွေကိုအကြံဉာဏ်လေးပေးပါအောင်လို့ဟုတ်ကဲ့အမအနေနဲ့ကျညာပေးရမယ်ဆိုလို့ရှိရင်တော့ပေါ့နော်အခုလက်ရှိပတ်ဝန်းကျင်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းအများကြီးပါပဲအမတော်တော်လေးသဘောကျတယ်အားရတယ်ပေါ့နော်ကျင်းနေမိတယ်အင်ရှင်မတွေအများကြီးအလုပ်တွေကြားကလေးတစ်ဖက်နဲ့ကြိုးစားသူအများကြီးဆိုမှအများကြီးရှိတယ်အဲ့လိုမျိုးအခြေအနေတွေကိုသင်ရလေဝမ်းသာတဲ့ပီတိဖြစ်တယ်ပေါ့နော်အမျိုးသမီးတွေကအင်ရှင်မဆိုတဲ့ကလေးမယ်ဆိုတဲ့နောက်မှာပဲနေတာမဟုတ်ဘဲနဲ့သူ့ရဲ့နိုင်ရကနေထွက်လာပြီးတော့မှတောင်းကိုစီယူထားတဲ့အရာတွေဆိုလို့ရှိရင်အမတို့ဒီပတ်ဝန်းကျင်တွေလည်းခေကိုကောင်းတဲ့အခါတွေနဲ့ဒီတော့လုံနေကြအများကြီးအားပေးတယ်တကယ်ဒီလိုမျိုးထွက်လာဖို့အတွက်ပေါ့နော်ဆောင်းလုပ်ဖို့အတွက်ကိုကကလေးမင်မှုလို့အင်စင်မမှုလို့တခြားအကြောင်းအရာတွေနဲ့အခက်အခဲတစုံတရာဖြစ်နေတယ်ဆိုလို့ရှိရင်လည်းအမအနေနဲ့လှုပ်ဖြစ်အောင်လုပ်ပါလို့တကယ်ကိုစားဖြစ်လိုက်ဖို့ကပေါ့နော်ပထမဆုံးစားဖို့ဆိုတဲ့ရီမန်ချက်ပေါ့နော်စားပထမဆုံးရှည်လန်းကတကယ်ကိုပေါ့အရေးကြီးတဲ့ရှည်လန်းပေါ့နော်ကိုစားပြီးရဆိုလို့ရှိရင်တော့နောက်ကတခြားရှည်လန်းတွေကသူ့လိုလိုက်လာမယ်ပေါ့နော်ဒီတော့လေးလာကြပြူစရာတွေဆိုတာကလည်းဒီခေတ်မှာတအားလွယ်ကူသွားပြီကွာဖုန်းရှိတယ်အင်တာနက်ရှိတယ်ဆိုလို့ရှိရင်လွယ်ကူကူပဲလေးလာသိယူလို့အများကြီးရတယ်ဒီတော့ပြောချင်တာကအင်ရှင်မတွေကလေးမေတွေတကယ်ကိုအခက်အခဲတစုံတရာရှိရပေါ့နော်ကိုရဲ့ငွေကြေးရတော့၎င်းစိတ်သက်ပိုင်းရတော့၎င်းအခက်အခဲတစုံတရာရှိရဆိုလို့ရှိရင်လေအမရှက်ပေါက်မှာလာပြီးတော့မှပေါ့နော်ပြောပြလို့ရတယ်အမ3 question တွေလည်းအဲ့လိုမျိုးဖြေနေတွေကိုပေးပါတယ်ပေါ့နော်ပေးတယ်ဒီတော့အင်ရှင်မတွေအနေနဲ့အများကြီးရှစ်ထွက်လာတာကအမအနေနဲ့အများကြီး welcome လုပ်တယ်ကြိုဆိုတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုလည်းအင်ရှင်မတယောက်အနေနဲ့အလုပ်ရှိတယ်ဝင်ငွေတစ်ခုရှိတယ်ဆိုလို့ရှိရင်ကိုယ့်ကိုအဓိကယုံကြည်မှုရှိတယ်ကိုယ့်ပေါ်မှာကိုလေးစားမှုရှိတယ်ကိုယ့်ရဲ့မိသားစုအနေနဲ့လည်းနောက်တစ်ဆင့်သွားမယ်ဆိုရင်ထောက်ပံ့ပေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးအရာတွေအများကြီးရှိတာဖြစ်တဲ့အတွက်အမအနေနဲ့ကြိုးဆိုရဲ welcome လုပ်တယ်လို့ပြောချင်ပါတယ်နောက်ပြီးတော့မှ coach လမ်းကြောင်းကိုရှောင်ရှင်နေဆိုတဲ့လူတွေအတွက်ကလည်းအမအနေနဲ့အပြည့်အဝအားပေးပါတယ်ပေါ့နော်ကိုကဒီလမ်းကြောင်းနဲ့career တစ်ခုတည်ဆောက်ဖို့တော်၎င်းဒါမှမဟုတ်လေကိုအတွက်အကျိုးရှိဖို့အတွက်လှုပ်ချင်တယ်ဆိုလို့တော်၎င်းပေါ့နော်ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ကိုက coach ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဆုံးဖြတ်ထားလို့ရှိရင်လုပ်ပါလို့တကယ်လုပ်လို့ရှိရင်
ဖြစ်ပါတယ်ပေါ့နော်တင်တန်းတွေဆိုလို့ရှိရင်လည်း online မှာရောအများကြီးပဲရှိနေတာပဲပေါ့နော်အမအနေနဲ့တခုညွှန်ပေးပါဆိုလို့ရှိရင်တော့အမတို့လည်းတက်ခဲ့တဲ့တင်တန်းပေါ့နော်အမတို့ရဲ့ဆရာအောင်ထက်ခန့်ဖွင့်ထားတဲ့ MBSC တင်တန်းကို join ပါလို့အကြံပေးချင်ပါတယ် join ဖို့အတွက် recommend ပေးပါတယ်ဆရာကတကယ်ကိုစေတနာအပြည့်နဲ့ပေါ့နော်ဒီကိုရှင်လန်းချောင်းပေါ်ကိုရအောင်ထောက်ပံ့ပေးတယ်တွန်းပို့ပေးတယ်တွေးခေါ်ပေးတဲ့ဆရာကောင်းတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတင်တန်းကိုရွေးချယ်ဖို့အတွက်ဆိုလို့ရှိရင်လည်းဒီ MBSC တင်တန်းကိုရွေးချယ်ဖို့အတွက်အမတို့ recommend အပြည့်အဝပေးပါတယ်ပေါ့နော်နောက်ပြီးတော့အကြံဉာဏ်လေးအမစီကဓာတ်ရိုက်လိုချင်တာဖြစ်တယ်ဆိုလို့ရှိရင်လည်းလိုချင်ခဲ့တယ်ဆိုလို့ရှိရင်လည်းအမရဲ့ Facebook chat box မှာလာပြီးတော့မှအကြံဉာဏ်လေးတောင်းနိုင်ပါတယ်ရှင်အမတိတိလောက်လေးကိုအကုန်လုံးမျှဝေဖို့အတွက်အစီအစဉ်ရှိနေပါတယ်အားလုံးကိုလည်း welcome လုပ်ပါတယ်ရှင်ကဲပါကျေးဇူးပါကျေးဇူးတင်ပါတယ်တကယ်တော့မှဒါညီမတို့ကတော့ FBSC မှာကိုချင်းပညာရက်ကိုသင်ကြားခွင့်ရတာအရန်ကန်ကောင်းတယ်လို့တော့ညီမယူဆတယ်ပေါ့နော်ဟိုဆရာကလေဒီပညာတစ်ခုတည်းကိုသင်ပေးတာမဟုတ်ဘဲနဲ့ညီမတို့လမ်းကြောင်းတစ်ခုအပေါ်ဆွဲခေါ်ပေးတယ်ဟိုဆရာကောင်းသမားကောင်းတွေနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးတယ်အဲ့ဒီပြင်ကိုဒီကိုချင်းအတိုင်းဝိုင်းတစ်ခုဖန်တီးပြီးတော့အချင်းချင်း support ပေးနိုင်အောင်အထီကိုဆရာဖန်တီးပေးတာပေါ့နော်ဆိုတော့ဟိုအဓိကကလေ coach လောက်တာမလောက်တာအပထားပေါ့နော်ဒီကိုချင်းပညာကိုစိတ်ဝင်စားတယ်ဟိုကိုယ်တိုင်အတွက်အသုံးချခြင်းတယ်ဆိုလို့ရှိရင်တော့မှတကယ်ကိုလာပြီးတော့လေ့လာသင့်တယ်လို့တော့ဒီမှာပြောပြခြင်းတယ်ပေါ့နော်အဓိကတော့ပညာတစ်ခုပဲအများကြီးအကျိုးရှိတဲ့ပညာတစ်ခုပေါ့နော်ဒီဟာကိုတတ်ထားရဲဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ relationship ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ညီကိုမောင်နှမမိသားစုနဲ့ဆရာသမားနဲ့ပဲတော့၎င်းပေါ့ကိုယ့်ရဲ့ပေါ့လူတွေကိုမြင်တဲ့အမြင်ကိုယ်တိုင်ဟာကိုပြောင်းသွားတာပေါ့နော်မြောက်ပြောင်းသွားတယ်ဆိုတော့အများကြီးအကျိုးရှိတဲ့ပညာတစ်ခုဖြစ်ပါတယ်လို့ထပ်ပြီးတော့ပြောချင်ပါတယ်ကဲပါကဲအဲ့ဆိုရင်ညီမတို့ရဲ့ဒီအိမ်ရှင်မမေမေရဲ့ကိုချင်းခီးစဉ်ကလည်းတော်တော်ကိုခရီးရောက်ခဲ့ပြီပေါ့နော်ဒီအစီအစဉ်ကိုနားထောင်ပြီးတော့ဒီအိမ်ရှင်မမေမေတွေလည်းအများကြီးအတူယူပြီးတော့အားတက်မယ်လို့တော့မျှော်လင့်ပါတယ်အမအနေနဲ့လည်းဒီအစီအစဉ်လေးမှာဖြည့်ချပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကဲ့ညီမကြီးကျေးဇူးပါနောက်ထပ်လည်းအများကြီးအများကြီးအမတို့အတူတူကြိုးစားကြမယ် ဟုတ်ကဲ့ပါ See you